ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင်ခရမ်းညင်သည့်ကောင်းကျိုးများအကြောင်းအသိပညာပေးတော်ရှို့ကိုယနေ့နေ့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါဆရာမအခုပေါ့နော်ကျမတို့ရဲ့ဒီလက်တက်ကမ်းမှာရှိရဲ့လွယ်တကူဝယ်ယူလို့ရရှိတဲ့ခရမ်းကျင်သီးရဲ့ကောင်းကျိုးနဲ့ဆေးဘက်ဝင်တဲ့အကြောင်းလေးကိုလည်းဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ပတ်ဝန်းကျင်လက်တကမ်းမှာပေါ့နော်လွယ်တကူဝယ်ယူရရှိနိုင်တဲ့ဒီခရမ်းကျင်သီးရဲ့ဆေးဘက်ဝင်ပုံအကြောင်းနဲ့သူ့ရဲ့ကောင်းကျိုးတွေကိုပြောပြပေးပါမယ်ရှင်ကျမတို့အမျိုးသမီးတွေကနော်ခရမ်းကျင်သီးကတော့မစိမ့်ပါဘူးခရမ်းကျင်သီးကိုလွယ်တကူလည်းရရှိနိုင်တယ်ကျွန်တော်တို့ထမင်းဟင်းချက်တဲ့အခါကျရင်ဒီခရမ်းကျင်သီးနဲ့ပြီးတော့သုံးဆွဲပြီးတော့နော်ဟင်းပြီးချက်ပြုတ်ကြတယ်ပြီးတော့ခရမ်းကျင်သီးတုံအနေနဲ့လည်းစားကြတယ်ပြီးခရမ်းကျင်သီးကိုဖြော်ရည်နေနဲ့ပေါ့နော်စားလေးနဲ့တကြားလေးနဲ့ငယ်ထည့်ပြီးတော့ဖြော်ရည်နေလည်းတောက်သုံးလို့ရပါတယ်ဒီခရမ်းကျင်သီးကိုပုံမှန်ပေါ့နေ့စဉ်တစ်နေ့ကိုနှလုံးသုံးမဟုတ်သုံးလုံးစားသုံးပေးမယ်ဆိုလို့ရှိရင်နှလုံးကျန်းမာရေးအတွက်လည်းကောင်းပါပါတယ်ခရမ်းကျင်သီးကြီးမှာပါတယ်လိုက်ကိုပင်းဓာတ်ကပေါ့နော်နှနဲ့သွေးတော်မှာရှိတဲ့သွေးထဲမှာရှိတဲ့အဆီကိုကျစေပြီးတော့သွေးပေါင်ကိုထိန်းညှိပေးနိုင်တဲ့အတွက်ကျွန်တော်တို့ရုပ်တရက်နှလုံးရက်တက်ခြင်းတွေနဲ့လေဖြတ်ခြင်းတွေကိုကွာကွယ်ပေးနိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကိုပေါ့နော်ရှော့ချပေးနိုင်တယ်ဒီခရမ်းကျင်သီးမှာပါတယ်အန်တီအောက်ဆီဒန့်တွေပေါ့နော်ဒီကင်ဆာဆဲတွေကြီးထွားနှုန်းတွေကိုရှော့ချပေးနိုင်တဲ့အတွက်ကျွန်တော်တို့အဓိကဖြစ်တော့စီးကျိတ်ကင်ဆာတွေရင်သားကင်ဆာတွေအစာရင်ကင်ဆာတွေနဲ့အဆုတ်ကင်ဆာတွေဖြစ်ပွားမှုနှုန်းကိုရှော့ချပေးပါတယ်နောက်တစ်ကတော့ခရမ်းကျင်သီးပေါ့နော်ဒီကျွန်တော်တို့အသားရည်ပေါ့အသားရည်ကိုကောင်းကျိုးပေးနိုင်တယ်ဒီခရမ်းလွန်ရောင်ကြီးကြောင့်ပေါ့နော်ဒါနေလောင်ခြင်းတွေကိုရှော့ချပေးပြီးတော့ခရမ်းကျင်သီးအနှစ်နဲ့အရေပြားကိုလင်းကျန်ပေးမယ်ဆိုရင်အသားရည်တွေ၆တွေ့တာတွေကြံတန်းတာတွေပေါ့နော်ပြီးရင်ဝက်ချန်နေနဲ့ဟိုတက်တာစေပြီးတော့ဒီအနှစ်လေးနဲ့လိမ့်မယ်ဆိုရင်အသားရည်ဆိုပြီးဝင်ပါစေပါတယ်ရှင်နောက်တစ်ခုကပေါ့နော်ခရမ်းကျင်သီးကကျွန်တော်တို့ကယ်လိုရီနည်းပြီးတော့သူထဲမှာရေနဲ့ပေါ့နော်အမြင့်ဓာတ်တွေများစွာပါဝင်တဲ့အတွက်အစာချေချက်မှုကိုအားကောင်းပြီးတော့ကျွန်တော်တို့ဝမ်းချုပ်ခြင်းတွေကိုတက်တာစေရပေါ့နော်နောက်ခုကတော့ဒီခရမ်းကျင်သီးမှာပါတဲ့ဗိုက်တာမင်စီကြောင့်ပေါ့နော်ဒီကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်တွေကိုယောဂဝင်ရောက်မှုနှုန်းကိုကာကွယ်ပေးနိုင်ပါတယ်ပြီးတော့ကိုယ်လေးစိမ်ထိန်းညှိပေးနိုင်တဲ့မျက်စိကျန်းမာရေးအတွက်လည်းကောင်းမွန်တဲ့ဒီခရမ်းကျင်သီးရဲ့လို့အလွယ်တကူလည်းရရှိနိုင်တဲ့ဈေးနှုန်းလည်းတက်တာတဲ့ဒီခရမ်းကျင်သီးကိုစားလဲဆေးလဲစားအနေနဲ့သုံးဆွဲဖို့တိုက်တွန်းရင်းနဲ့ပြောကြရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ယခုသတင်းအားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရမ်းမြို့နယ်ရုံးမှပေးပို့ထားခြင်းဖြစ်ပါတယ်ရှင်